Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တူလာပါဒီနေ့ကျရွေးချယ်ထားတဲ့ခေါ်တေးလေးကတော့မိုဟီတိုခေါ်တေးလေးပဲဖြစ်ပါတယ်ခင်ဗျာတစ်ဆက်တည်းမှာပဲမိုဟီတိုလေးရဲ့ history လေးကိုလည်းအချင်းချုပ်လေးပြောပြပေးသွားပါမယ်မိုဟီတိုရဲ့အစပြုလာပုံကိုပြန်ကြည့်ရမယ်ဆိုရင်16ရာစုလောက်ကကျူးဘားနိုင်ငံအထိကိုပြန်သွားရပါ16ရာစုလောက်ကစပိန်ရေတပ်သားတွေတောင်လက်မြောက်အရှုံးပေးခဲ့ရတဲ့ကာလဗင်းရဲ့ပင်လယ်ပြင်မှာထင်ရဆိုင်ကြီးစိုးနေကြတဲ့စာဖရက်စစ်တွေနဲ့ပင်လယ်များအဖွဲ့သားတွေကစစ်တင်မော်တွေကုန်တင်မော်တွေကိုတိုက်ခိုက်နိုင်ရည်နဲ့တနေ့မှာပင်လယ်ပြင်မှာလှလောကနေကြတဲ့လူတိုင်းဖြစ်လေဖြစ်သားရှိတဲ့ဗီတာမင်စီချိုးတဲ့ခြင်းအစာမကြေခြင်းဖျားနာခြင်းတွေကိုတစ်ဆက်တည်းမှာပဲတစ်ဖွဲ့လုံးကြီးပါခံစားလာခဲ့ရတယ်။အဲဒါကြောင့်ခံစားနေရတဲ့ယောဂကိုကုသဖို့အတွက်ပင်လယ်များတွေဟာဒီဆက်ရာကျုံကျိုးကိုကန်ခဲ့ခဲ့ကြတယ်။အဲဒီကျုံရဲ့နောင်နယ်ကတော့ကျူဘာပဲဖြစ်ပါတယ်။ပင်လယ်များတွေကကဲမော်ရောက်လာတဲ့အချိန်မဖြုံးတော့ပဲခံစားနေရတဲ့ယောဂကိုကုသဖို့အတွက်ဒေတာခန့်အကြောင်းငယ်လေးတွေထဲမှာတလန်းဝင်တလန်းထွက်လိုက်လံရှာဖွေခဲ့ကြတယ်။အဲလိုနဲ့ပင်လယ်တွေကလက်ဆက်တော်လိုင်းမင်းကြံများပြားကိုတင်မောပေါ်ယူဆောင်ခဲ့ကြပြီးဟောင်းနှွမ်းနေတဲ့တစ်တာဆွဲပေါ်မှာအာဂါဒီယန်ထေးလို့ခေါ်တဲ့ရက်ကျန်ကိုထဲလိုင်းကိုဖိမိကိုလက်နဲ့ကြိုက်ပြီးကျန်ရင်နဲ့ရောဆက်ပေါင်းဆက်ကအဲဒရက်ဆိုတဲ့တွင်းကိုတောက်တုံခဲ့ကြတယ်။ရှင်စုစုလိုင်းရဲ့အရသာမိရဲ့လန်ဆန့်မှုအာဂါဒီယန်ထေးရက်ကျန်ရဲ့အပူရှင်ရောက်ပြည်တယ်များအဖွဲ့သားတွေကတကူလုံးကိုနှုတ်ကြစေခဲ့တယ်။အဲဒရက်ဆိုတဲ့တွင်းကိုတောက်တုံပြီးနိုင်ရင်နေငယ်ကြမှာတစ်ဖွဲ့လုံးကြီးကပြန်လဲတက်တာလာခဲ့ကြ။အဲဒရက်ဆိုတဲ့တွင်းကအရွက်တစ်ခွက်တင်မဟုတ်ပဲပြည်တယ်များတွေအတွက်အသက်ကိုကယ်တင်ခဲ့တဲ့စေဝါသမီးလည်းဖြစ်ခဲ့ပါတယ်။အဲလိုနဲ့19ရာစုနောက်ပိုင်းကျူဘားမှာရန်ထောက်လုပ်မှုတိုးတက်လာပြီးအာဂါဒီယန်ထေးရဲ့ကျန်စာဝိုင်းရန်ကိုပြောင်းလဲသုံးလူလာခဲ့ကြတယ်။အဲ့ဒီခြံရစပြီးအဲဒရက်ကနေမိုဟီတိုဆိုပြီးတော့လည်းပြောင်းလဲခေါ်ဆိုခဲ့ကြတယ်။မိုဟီတိုကိုကဘာကျော်စေခဲ့တဲ့အရေးကြီးဆုံးလူတစ်ယောက်လည်းရှိပါတယ်။အဲ့ဒီလူကတော့အာနဲဟယ်မင်းဝေလို့ခေါ်တဲ့စာရေးဆရာကြီးပဲဖြစ်ပါတယ်။သူကကျူဘားဟာဗာနာမှာရှိတဲ့လာဘူတီဂီတာဒဲမီဒီယိုဆိုတဲ့ဘားမှာမိုဟီတိုကိုအလွန်ကြိုက်နှက်သက်ပြီးနေ့စဉ်နေ့တိုင်းတောက်တုံးခဲ့ပါတယ်။စာရေးဆရာကြီးကတနေ့မှာဘားရဲ့နေရာပေါ်မှာစာနယ်ကြောင်းကိုရေးသားခဲ့ပါတယ်။အဲ့ဒီစာနယ်ကြောင်းကတော့ My Mojito in La Bodeguita My Diary in El Florida ဆိုပြီးတော့ဘားရဲ့နေရာပေါ်မှာကိုယ်တိုင်လက်ရည်နဲ့ရေးသားခဲ့ပါတယ်။အဲ့ဒီစာကြောင်းကြောင့်မိုဟီတိုဟာစာရေးဆရာကြီးတွေလူပညာရှင်တွေနိုင်ငံတကာခီးသွွားတွေကြားမှာအလွန်ရေပန်းစားနောင်မေကြီးလာခဲ့ပါတယ်။ဒါလေးကတော့မိုဟီတိုဖြစ်ပေါ်လာပုံလေးရဲ့အချင်းချုပ်လေးပဲဖြစ်ပါတယ်ခင်ဗျာမိုဟီတိုခေါ်တေအတွက်ပါဝင်မဲ့ပစ္စည်းလေးတွေကတော့ဝိုင်ရန်လိုင်းကျူစင်ဘက်ဆာရက်လိုင်းမစ်တို့ပဲဖြစ်ပါတယ်ခင်ဗျာโอเคဗီဒီယိုလေးကိုစလိုက်ရအောင်လိုင်း40လောက်ထည့်ပါမယ်ရှူဂါဘတ်စပွန်နဲ့တစ်စုံလောက်ထည့်ပါမယ်မေရှိရလောက်ထည့်ပါမယ်5 45 ml ထည့်ပါမယ်ကျွန်တော်ကတော့ alcohol နည်းနည်းများတာလေးကြိုက်လို့60 ml ထည့်ပါမယ်wine juice 50 ml ထည့်ပါမယ်စင်ဘက်ဆာရက်20 ml ထည့်ပါမယ်ရေခဲထည့်ပါမယ်ဆော်ဒါလေးနည်းငယ်လောက်ထည့်ပါမယ်ဂါနစ်လေးထည့်ပါမယ်
ဒါလေးကတော့မိုဟီတိုကော့တေးလေးပဲဖြစ်ပါတယ်ခင်ဗျာအတိတ်တော့ကော့တေးလေးတွေကိုလည်းအမြဲတမ်းပြင်လုပ်ပြပေးသွားမှာမို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့တယ်ဆိုရင် like and follow လုပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ Okay ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ချစ်